ဇလန်းလေးကတော့ပါရှားရုပ်ရှင်ရုံအရှိကလမ်းဘေးမုံရောင်းတဲ့တွန်းလဲလေးတစ်ခုကနေစတင်ထားပါတယ်တွန်းလဲပေါ်မှာမုံလိတ်တွေနဲ့ကြက်တွန်နီတွေရှိနေပြီးအနီးအနားမှာတော့အင်းကြီးအစင်းနဲ့ကောင်လေးတစ်ယောက်ကခိုးကြောင်ခိုးဝက်နဲ့အကဲခံနေပါတယ်မုံတွေကအာယုံလွဲနေတဲ့အချိန်မှာကောင်လေးကမုံလိတ်တလိတ်ကအမြန်ခိုးယူပြီးထွက်ပြေးသွားပါတော့တယ်ကောင်လေးဟာခိုးလာတဲ့မုံကိုကင်ပြီးလမ်းကြားတစ်ခုထဲမှာပုံနေတော့အနီးနားကရှေးဟောင်းပစ္စည်းအယောင်းဆိုင်အရှိမထူးဆန်းတဲ့အဖြစ်ပြက်တစ်ခုကိုလှမ်းမြင်လိုက်ရပါတယ်အဲ့ဒါကတော့ဝါဝတုတ်တုတ်ဆိုင်ရှင်ကြီးတစ်ယောက်ကလူပိန်ပိန်ပါပါအမျိုးသားတစ်ယောက်စီကနေပတ်စံလေးအတင်းလူယူပြီးဆိုင်ထဲပြန်ဝင်သွားတာပဲဖြစ်ပါတယ်ဆိုင်ရှင်ကြီးအထဲဝင်သွားချိန်မှာကောင်လေးကဆိုင်ထဲကိုခိုးဝင်ဖို့ချောင်းမြောင်းနေတော့ခွေးလေးခွေးလွင့်တစ်ကောင်ရောက်လာပြီးမုံကိုလူစားဖို့လုပ်ပါတယ်။ကောင်လေးကလန့်ပြီးခွေးလေးကိုမောင်းထုတ်ချင်ပေမဲ့တနာပြီးမုံကျွေးလိုက်ပါတော့တယ်။အဲ့ဒီနောက်ဆိုင်တကားဝကိုတွားကချောင်းကြည့်လိုက်ပြီးခိုးဝင်သွားပါတယ်သူဆိုင်ထဲဝင်ရတဲ့ရည်ရွယ်ချက်ကပတ်စံခိုးဖို့မဟုတ်ပါဘူးသူရှာနေတာကတော့စပွဲကုံအောက်ကအန်ဆွေးထဲမှာဝက်ထားတဲ့မော်ဖင်းစီဗလင်းလေးတွေပဲဖြစ်ပါတယ်စီဗလင်းလေးကိုအိတ်ကတ်ထဲထည့်ပြီးအထွက်မှာတော့ဆိုင်ရှင်ကြီးကနိုးလာပြီးကောင်လေးကိုမိသွားပါတယ်ဆိုင်ရှင်ကြီးကကောင်လေးကိုအတင်းဆွဲလာရန်လာလုပ်ပြီးရိုက်နှက်ဖို့လုပ်တဲ့အချိန်မှာခုနကလမ်းဘေးခွေးလေးကဆိုင်ရှင်ကြီးရဲ့ချက်ထောက်ကိုဝင်ကိုက်ပြီးကောင်လေးကိုကဲတင်လိုက်ပါတယ်ကောင်လေးလည်းစီပလင်းကြီးကိုကောက်ပြီးအမြန်ထွက်ပြီးလွတ်မြောက်သွားပါတယ်ကောင်လေးဟာလမ်းဘေးခွေးလေးနဲ့အတူသူ့ရဲ့အိမ်ကိုအပြေးအလွှားပြန်လာခဲ့ပါတယ်အိမ်ထဲကိုရောက်တဲ့အခါအခန်းထဲကကရင်ပေါ်မှာယောဂဝေဒနာအပြင်းထန်ခံစားနေရပြီးအသက်ရှူဝါကြက်နေတဲ့သူ့ရဲ့အဖေအိုးကြီးကိုတွေ့ရပါတယ်။ကောင်လေးဟာစိတ်ပူပန်စွာနဲ့ခိုးလာတဲ့မော်ဖင်းဆေးပလင်းကိုဖောက်ဆေးထိုးအပ်ထဲထည့်ပြီးဖခင်ဖြစ်သူရဲ့လက်မောင်းမှာအမြန်ဆုံးထိုးနှံပေးလိုက်ပါတယ်။ဆေးရှိန်တက်လာတာနဲ့အမျှဖခင်အိုးကြီးဟာဝေဒနာတွေတက်တာသွားပြီးငြိမ်သက်စွာအိပ်ပျော်သွားပါတော့တယ်။ကောင်လေးလည်းစိတ်အေးသွားပြီးဖခင်ပြီးမှစောင့်ကြည့်နေပါတယ်။နောက်တနေ့မနက်မှာတော့ကောင်လေးနဲ့ခွေးလေးဟာမနေ့ကဆိုင်သားကိုတွားပြီးဆိုင်ရှင်ကြီးအလစ်ကိုစောင့်နေကြပါတယ်။အဲ့လိုနဲ့လူတစ်ယောက်ဆိုင်ရှင်ကြီးစီကိုရောက်လာပါတော့တယ်။အဲ့ဒါကိုအခွင့်ကောင်းယူပြီးခွေးလေးဟာဆိုင်လေးကိုဝင်ဖို့အတွက်ဆိုင်ရှင်ကြီးကိုညံသုံးကြိုးစားပေးပါတော့တယ်
ကောင်လေးဟာဆိုင်ရှင်ကြီးထွက်သွားချိန်မှာမော်ဖင်းစီးပလင်ကိုလိုက်ရှာပါတော့တယ်ဆေးပလင်းကိုတွေ့သွားချိန်မှာတော့ဆိုင်ရှင်ကြီးရောက်လာပါတော့တယ်ဆိုင်ရှင်ကြီးကအလွန်ကိုထောတာထွက်ပြီးကောင်လေးကိုရိုက်ဖို့လုပ်နေတော့ခွေးလေးကဆိုင်ရှင်ကြီးကိုတိုက်ခိုက်လိုက်ပါတယ်ကောင်လေးနဲ့ခွေးလေးကလည်းလွတ်လန်းမရမြေအောက်ခန်းထဲကိုထွက်ပြေးသွားပါတယ်ဆိုင်ရှင်ကြီးကသူ့ရဲ့ rifle တနက်ကိုယူပြီးမြေအောက်ခန်းထဲကိုလိုက်ရှာတော့တယ်ကောင်လေးကလေဝင်ပေါက်အပေါက်ငယ်လေးကနေအပြင်ကိုထွက်ပြေးဖို့ကြိုးစားပေမဲ့ပေါက်ကကျင်းလုံးပြီးအုတ်ခဲတွေပိတ်နေတာကြောင့်တဝက်တစ်ပြက်နဲ့ညှက်နေပါတယ်ကောင်လေးကလည်းမရမခအပေါက်ကိုဖယ်ပြီးအပြင်ရောက်အောင်ထွက်လိုက်ပါတယ်ထဲမှာခွေးလေးတစ်ခေါင်နဲ့ကြံခဲ့ပါလေခွေးလေးကိုကေချင်ပေမဲ့သူ့အဖေအိမ်စီကိုအမြန်ပြေးသွားပါတော့တယ်တနာစရာခွေးလေးကတော့အခန်းထဲမှာပိတ်မိပြီးကြံနေခဲ့ပါတယ်အဲ့ဒီအချိန်ဆိုင်ရှင်ကြီးမီးအောက်ခန်းထဲကိုတနက်ကြီးနဲ့ဆင်းလာပါတော့တယ်ကောင်လေးမှပြေးနေရင်ခွေးလေးကြောင့်စဉ်းစားကပြန်ကယ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အိမ်ထဲမှာပိတ်မိနေတဲ့ခွေးလေးကကောင်လေးလာကေလို့မြေအောက်ခန်းကနေလွတ်သွားပါတော့တယ်ဆိုင်ရှင်ကြီးကလည်းဒါကိုမြင်ပြီးတနက်နဲ့နောက်ကနေကောင်လေးနဲ့ခွေးလေးကိုလိုက်ပစ်ပါတော့တယ်
အဲ့ဒီချိန်မှာခွေးလေးကိုတနတ်မထိပဲကောင်လေးကိုတနတ်ထိသွားပါတော့တယ်ကောင်လေးကတနက်ထိသွားပြီးဆက်မပြေးနိုင်တော့ပါဘူးဒီလိုနဲ့ကောင်လေးဟာဆေးပလင်းကိုခွေးလေးကိုပေးပြီးသူ့အဖေစီပို့ခိုင်းလိုက်ပါတော့တယ်ခွေးလေးဟာလည်းအားကုန်ပြေးလွှားခဲ့ပြီးကောင်လေးရဲ့အဖေစီအချိန်မီရောက်သွားပါတော့တယ်ကောင်လေးနဲ့ခွေးလေးဟာအသက်ဘေးကလွတ်ပြီးနှစ်ယောက်သားချစ်ချစ်ခင်ခင်ဖြစ်သွားကြပါတော့တယ်